တရားကြောင်းသို့မဟုတ်လွှိုင်ကော်တိုက်ပွဲမှာကြာဆုံးခဲ့တဲ့ဝါရင်တော်လှန်ရေးသမားတက္ကသိုလ်ကျောင်းသားဘဝကစလို့1988အရေးတော်ပုံကာလမှာပါဝင်ခဲ့တဲ့တပ်တော်ရှိတော်လှန်ရေးသမားတဦး2021ဆရာနာသိမ်းမှုကိုလက်နက်ကင်အန်တူရင်လွှိုင်ကော်မြို့ရဲ့စစ်မြေပြင်တနေရာမှာတော်လှန်ရေးကနေအကြီးတိုင်နားယူသွားခဲ့ပါပြီတစ်သုံးလုံးစစ်စင်ရေးအဖြစ်ကီနီတော်လှန်ရေးအင်အားစုတွေရဲ့လွှိုင်ကော်မြို့သိမ်းတိုက်ပွဲရက်စွဲနေတဲ့ဒီဇင်ဘာလ16ရက်ဟာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခတ်မှုအစမတန်အသုံးပြုတဲ့ရက်တရက်ဖြစ်ခဲ့ပါတယ်ဒီတိုက်ပွဲမှာကီနီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ဆရာကျောင်းလို့သိကြတဲ့ဦးသိန်းအောင်အသက်ပေးခဲ့ရပါတယ်ရှေ့လူကြီးနဲ့ခေတ်လူငယ်တွေကြားကွာဟချက်ကိုညှိနှိုင်းစစ်ဆက်ပေးနိုင်တဲ့ဆရာကျောင်းရဲ့ကြာဆုံးမှုဟာကီနီတော်လှန်ရေးအင်အားစုတွေအတွက်ထိခိုက်ကြေကွဲပွဲဖြစ်ရလို့မေးမြန်းကြည့်ကြရတပြေးညီဖြေကြပါတယ်လွှိုင်ကော်မြို့သိမ်းတိုက်ပွဲတလကျော်ကာလတဲ့စစ်ကောင်စီရဲ့ပြည်내ရဲယုံအင်အားရာကြီးတက်ဆွဲခဲ့တဲ့လွှိုင်ကော်တက္ကသိုလ်အပါအဝင်အခိုင်အမာစစ်စခန်း10ခုကျော်ကိုတော်လှန်ရေးအင်အားစုတွေကရယူထားနိုင်ပါပြီတော်လှန်ရေးအင်အားစုတွေရယူဖို့စ조사နေတဲ့စစ်ကောင်စီအခြေချရာစခန်းဒါဇင်ဝက်ခန့်ကြန့်ရှိနေသေးတယ်လို့အဲ့ဒီထဲမှာလွှိုင်ကော်အချင်းထောင်လည်းအပါအဝင်ပါစစ်စင်ရေးစတင်ကြတဲ့ကလွှိုင်ကော်အချင်းထောင်ကိုရနိုင်မှုကီနီတော်လှန်ရေးအင်အားစုတွေကစ조사နေတာဖြစ်ပြီးဒီဇင်ဘာလ16ရက်နေ့ကတော့အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုလို့စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်ဒီလိုပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာအသက်66နှစ်အရွယ်ဆရာကျောင်းရောက်နေခဲ့ပြီးကီနီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့စစ်ဗျူဟာအမှတ်2ကိုဦးဆောင်နေခဲ့ပါတယ်အဲ့ဒီနေ့တုန်းကစစ်ကောင်စီဘက်ကလေကြောင်းကလည်းမနာတမ်းလာပစ်လက်နက်ကြီးလည်းသုံးတာဇက်တိုက်ပဲလို့လွှိုင်ကော်အချင်းတောင်တိုက်ပွဲအကြောင်းသိရှိသူတဦးကဆိုပါတယ်ဒါကြောင့်လွှိုင်ကော်အချင်းတောင်တိုက်ပွဲအကြောင်းပါဝင် KNDF ဗဟိုကော်မတီဝင်တဦးစစ်မြေပြင်မှာဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့ဥက္ကဋ္ဌခွန်ပီတူးကိုဆက်သွယ်မေးမြန်းရမှာတော့ထိပ်ပိုင်းခေါင်းဆောင်ကြတာကိုအထူးမဖော်ပြလိုပါဘူးဟုခတ်တူတူသာတုံ့ပြန်ခဲ့ပါတယ်ဒီတိုက်ပွဲမှာဆရာကျောင်းပါဝင်တော်လှန်ရေးရဲဘော်တွေအကြဆုံးရှိခဲ့ပါတယ်ဖားဆောင်မြို့နယ်ကကျောင်းဆရာတဦးဖြစ်တဲ့ဆရာကျောင်းဟာ1988ခုနှစ်လူထုအရေးတော်ပုံကာလမှာဆန္ဒပြပွဲနဲ့တပိတ်ပွဲတွေမှာပါဝင်ခဲ့လို့ယာရုကရန်နာခံခဲ့ရပါတယ်တူတိုဝဝနေတတ်တဲ့ဆရာကျောင်းဟာအဲ့ဒီကာလတုန်းကကယားကီနီပြည်နယ်ကနေတောကိုလက်နက်ကင်တော်လှန်ရေးပါဝင်ခဲ့ကြသူတွေအတွက်အစအအရာရာကူညီပေးခဲ့တဲ့88မျိုးဆက်အင်အားစုဝင်တဦးလို့ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSD ရဲ့အဖွဲ့ဝင်ရဲဘော်စံဒီကပြောပါတယ်1980အစောပိုင်းကာလတွေကလွှိုင်ကော်မှာအတူနေလာခဲ့ကြတာကျွန်တော်တို့အကိုကြီးပဲလို့နှစ်ပေါင်း40ကျော်ခင်မင်ရင်းနှီးခဲ့တဲ့တန်ရောစင်တွေအကြောင်းရဲဘော်စံဒီကပြောပြပါတယ်1992ခုနှစ်အပြစ်ခတ်ရစဲရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးဖို့ ABSD ရဲ့တပ်ရင်း303စီလာရောက်ဆွေးနွေးခဲ့ရမှာလည်းပါဝင်ခဲ့တယ်လို့ KNB လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးကလလတ KNPL နဲ့ KNI အမျိုးသားတိုးတက်ရေးပါတီ KNPP တို့စစ်ဆက်ညှိနှိုင်းရေးအတွက်လည်းပါဝင်ခဲ့သူပါဒါအပြင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA အတွက်လည်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာလိုက်ပါဆောင်ရွက်ခဲ့တယ်လို့ KNI လက်နက်ခံအင်အားစုတွေစီကသိရပါတယ်ညီညွတ်ရေးအတွက်အများကြီးလုပ်ပေးနိုင်သူတပ်ဦးပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်းအမြဲပါလေးရှိတယ်ခေါင်းဆောင်တပ်ဦးအနေနဲ့မဟုတ်ပဲမြေပြင်မှာတကယ်အလုပ်လုပ်တဲ့သူမျိုးလို့ဆရာကျောင်းနဲ့တွဲဖက်လုပ်ကင်ခဲ့မှုတဲ့တော်လိုင်းရဲဘော်တဦးကဆိုပါတယ်ညှိနှိုင်းစစ်ဆက်ရေးကောင်းမွန်သူတဦးကိုဆုံးရှုံးလိုက်ရတာလို့ဆရာကျောင်းနဲ့တွဲဖက်လုပ်ကင်ခဲ့မှုတဲ့ခေတ်ဆက်ဆက်တော်လိုင်းရေးသမားတွေကမှတ်ချက်ပြုကြပါတယ်2021ခုနှစ်ဆရာနာသိန်းချိန်မှာနိုင်ငံရေးငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူအဖြစ်ကနေလက်နက်ကင်လမ်းစဉ်ကိုရွေးတော့ဆရာကျောင်းအသက်က60ဝန်းကျင်ရှိနေပါပြီ။နယ်စပ်ကိုလိုက်ပြောင်းမှလို့ပြောပေမဲ့သူကပြည်တွင်းမှာပဲဆက်လုပ်မယ်လို့ရွေးချယ်ခဲ့တာလို့လူချင်းနောက်ဆုံးတွေ့ဆုံခဲ့တဲ့2021ခုနှစ်ဇူလိုင်လ4ရက်နေ့ကအကြောင်းကိုရဲဘော်စံဒီကပြန်ပြောင်းပြောပြပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆရာနာသိမ်းမှုကိုစန့်ကျင်ခဲ့တဲ့လူငယ်တွေကြားမှာလည်းဆရာကျောင်းဟာကျင်နာတတ်တယ်လို့ခံယူချက်တစ်ခုကိုမပြောင်းလဲတတ်တဲ့လူကြီးတဦးဖြစ်အမှတ်ရလေးရှိကြပါတယ်။ဒီအရွယ်ထိလက်နက်ကင်တိုက်ပွဲတွေထဲမှာလူငယ်တွေနဲ့အတူနေထိုင်ရည်တည်ခဲ့တာရဲ့ကြပြားနဲ့ဒေါ်လာရေးပေါ်ယုံကြည်တန်ဖိုးဓာတ်ထားတွေရဲ့အကြောင်းကျွန်တော်တို့ကသူ့ပေါ်အလေးထားချစ်ခင်ပါတယ်လို့ကြပြားဆရာတဦးလည်းဖြစ်တယ်လို့ဗမာပြည်သူလွတ်မြောက်ရေးတပ် BBLA ဦးဆောင်သူမောင်ဆောင်ခါကပြောပါတယ်။လွှိုင်ကော်မြို့သားဖြစ်တဲ့ဆရာကျောင်းဟာအသက်20ကျော်ကနေအသက်66နှစ်အရွယ်ထိနှစ်ပေါင်း40ကျော်နိုင်ငံရေးသမားငင်းချမ်းရေးစိစက်သူကနေလက်နက်ကင်တော်လှန်ရေးသမားတဦးဖြစ်ဖြတ်တန်းခဲ့သူလို့ဆိုရမှာဖြစ်ပါတယ်။ယုံကြည်ရာတစ်ခုကိုတသက်လုံးဦးလည်းမတုံဆောင်ရွက်ရင်ဒီယုံကြည်ရာအတွက်အသက်ပေးခဲ့တဲ့သူ့လောက်ရက်တွေကိုကျွန်တော်တို့အမြဲတမ်းအောက်မေ့သတိရနေမှာပါလို့လူငယ်တော်လှန်ရေးသမားတဦးဖြစ်တဲ့မောင်ဆောင်ခါကပြောပါတယ်ဒီဇင်ဘာလ14ရက်နေ့ကမှမုတ်ဆိုး The Hunter Facebook စာမျက်နှာကနေထုတ်ပြန်ခဲ့တဲ့ကီနီမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့စစ်ဗျူဟာအမှတ်နဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားတပ်ပုံတွေမှာခပ်ပိန်ပိန်ပပစပင်းရှိရှိနဲ့ရှေ့ဆုံးတန်းကနေရာယူထားသူဦးသိန်းဟောင်ကတော့2ရက်အကြာလွှိုင်ကော်ကျင်းထောင်တိုက်ပွဲအတွင်းအသက်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီဇင်ဘာ20ရက်နေ့ဟာဆရာကျောင်းရဲ့မွေးနေ့ပါဒါပေမဲ့မွေးနေ့အမှတ်တရတပ်ပုံတော့သူရိုက်နိုင်တော့မှာမဟုတ်ပါဘူး